Happy birthday Happy birthday อ๋อ ကျော်စောဝင်းအတွက်ဆရာဝန်မလေးပင်ညက်မွေးနေ့လက်ဆောင်ကျော်စောဝင်းကတော့ Vedas ဂျင်မှာတကယ်ကိုလူချစ်လူခင်ပေါ်များနေပါပြီနော်Vedas ဂျင်မှာတော့အားလုံးနဲ့ယဉ်နီးတယ်လို့ဆရာဖြစ်တယ်လို့ညီအကိုလိုခင်မင်းနဲ့ Y2K ရဲ့နှွေးထွေးတဲ့ဆက်ဆံရေးနဲ့ရှိနေသူတယောက်ဖြစ်ပါတယ်ဒါပြင်ထိုင်းရဲ့နာမည်ကျော် Superstar Stan Vedas ကလည်းကျော်စောဝင်းကိုမောင်လေးတယောက်လိုပြုမှုပြောဆိုဆက်ဆံတာကိုတွေ့ရပါတယ် Vedas ဂျင်မှာလေ့ကျင့်သင်ကြားနေတဲ့ကျော်ကြီးကလည်းပွဲကမကြမီမှာကျင်းပသွားတော့မှာဖြစ်ပါတယ်နော်မြန်မာပရိသတ်တွေကတော့ကျော်စောဝင်းရဲ့ပွဲကိုအရန်ကိုကြည့်ရှုအားပေးခြင်းနေကြပါပြီဒါကြောင့်လည်းသူ့ပွဲကိုစောင့်မျှော်အားပေးနေခဲ့တာကတော့တော်တော်လေးကြာပါပြီရှင်အခုဆိုရင်ထိုင်းပရိသတ်တွေကပါပိုင်ဆိုင်ထားပြီဖြစ်လို့ကျော်စောဝင်းရဲ့ပရိသတ်အင်အားကပို့ပြီးတော့တောင်းတန်းလာပြီလို့ပြောလို့ရပါတယ်မကြမီထိုးသက်ရမယ့်ပွဲမှာလည်းနံပွဲရရှိအောင်လို့စူးစမ်းလေ့ကျင့်နေပြီဖြစ်ပါတယ်လေ့ကျင့်မှုပုံရိပ်ကြီးအရာကျော်စောဝင်းတယောက်ပြိုင်ပွဲအတွက်အဆင့်သစ်အနေအထားမှာရှိနေတာကိုလည်းတွေ့ရပါတယ်လာမယ့်ပွဲမှာသူ့ပြိုင်ဘက်ကဘလို့ဖိုင်တာမျိုးဖြစ်မလဲဘယ်သူလဲဆိုတာကိုတော့မချပြသေးပေမဲ့ပရိသတ်တွေကတော့မစောင့်နိုင်လောက်အောင်ကိုကျော်စောဝင်းရဲ့တွဲဆိုင်ကိုကြည့်ရှုအားပေးခြင်းနေကြပါပြီကျိုးဝိုင်းထဲမှာတိုးတက်လာမယ့်ကျော်စောဝင်း skill တွေကိုလည်းမြင်တွေ့ခြင်းနေကြပြီဖြစ်ပါတယ်ရှင်လောလောဆယ် Vedas ဂျင်မှာတော့ကျော်စောဝင်းကိုချစ်ခင်စွာနဲ့ပဲဝိုင်းဝန်းပြီးတော့သူ့ကိုစနှောက်နေကြတာကိုတွေ့ရပါတယ်အဲ့ဒီအထက်မှာတော့ထိုင်းရဲ့ဆရာဝန်မလေး Ben Bat ကိုတော့ပရိသတ်တွေလည်းသဘောကျနေကြပါတယ်ဖြူဖြူပူပူသေးသေးလေးနဲ့ဆရာဝန်မလေးကပကြီးဆွဲတာကိုဝါသနာပါတယ်လို့သူ့ရဲ့ပုံစံလေးနဲ့မလိုက်ထိုးကျိတ်တပ်ပုတ်ရတာကိုလည်းဝါသနာထုံသူတယောက်ဖြစ်ပါတယ်ကျော်စောဝင်းနဲ့ပတ်သက်ပြီးတော့လေပင်ပတ်ကအမြဲ post တင်တတ်သူဖြစ်လို့မြန်မာပရိသတ်တွေကတော့သူတို့နှစ်ယောက်ကိုသဘောတူနေကြတဲ့အထီကိုဖြစ်နေကြပါပြီပင်ကတော့အခုဆိုရင်တော့မြန်မာဆန်ဆန်လေးတွေဝတ်ဆင်လာသလိုမြန်မာစကားတွေကိုလည်းတင်ယူပြီးတော့ပြောဆိုတတ်နေပြီဖြစ်ပါတယ်ဒါပြင်ဆရာမလေးကတော့မြန်မာအစားအစာတွေကိုစားရတာကလည်းသဘောကျနေသူတယောက်ဖြစ်ပါတယ်အခုလဲကျော်စောဝင်းရဲ့မွေးနေ့အတွက်သူမကိုယ်တိုင်ရေးဆွဲထားတဲ့ကျော်စောဝင်းရဲ့ပုံတူပကြီးကားတစ်ချက်ကိုလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်တကယ်ကိုကိုယ်တိုင်အပင်ပန်းခံရေးဆွဲထားတာကြောင့်ပကြီးကားကိုအမျက်တနိုးတမိုးထိမ့်သိမ့်တတ်ပါတယ်နော်ပုံတူပကြီးကားကိုကိုယ်တိုင်ရေးဆွဲပေးတဲ့အထီကိုပင်ဘတ်ရဲ့ကျော်စောဝင်းအပေါ်မှာခင်မမှုကတော့တကယ်ကိုအံ့ဩစရာပါပဲရှင်ကျမတို့ရဲ့ကိုလူပြိုကြီးကျော်စောဝင်းကတော့ရှက်နေပါလေရဲ့ကျိုးဝိုင်းထဲမှာကြားတကောင်ဆိုပေမဲ့အခုတော့ယုံတငယ်လေးလိုဖြစ်နေပါပြီနော်ပရိသတ်တွေကသဘောကျနေကြတယ်ဆိုတာကတော့အသေးချပါပဲအခုလိုမျိုးကိုယ့်ရဲ့နိုင်ငံသားတယောက်ကိုခင်မင်းရင်းနှီးနှွေးထွေးစွာဆက်ဆံနေရကိုမြင်ရတော့လေတကယ်ကိုဝမ်းသာပျော်ရွှင်မိပါတယ်ဒီလိုနှွေးထွေးတဲ့ပတ်ဝန်းကျင်ကောင်းမှာလေ့ကျင့်သင်ကြားရင်းနဲ့ပွဲတိုင်းအနိုင်ယူပြီးတော့ချန်ပီယံခပ်ပတ်မြန်မြန်ကိုင်မြောက်နိုင်ပါစေလို့လည်းကျော်စောဝင်းအတွက်ဆုတောင်းပေးလိုက်ပါတယ်ပရိသတ်ကြီးတို့ရောပကြမီကျမတို့မဲ့ကျော်စောဝင်းရဲ့တွဲဆိုင်ကိုကြည့်ရှုခြင်းနေကြပါပြီလားအောက်ကကွန်မန့်မှာကျော်စောဝင်းနဲ့ပတ်သက်ပြီးတော့အပိစကားလေးတွေကိုလည်းပြောသွားပေးခဲ့ကြပါအောင်ရှင်